လေးရှားနိုင်ငံတွင်အရန်ကအသုံးဝင်တဲ့ဒီ software လေး၃ခုအကြောင်းကိုကျွန်တော်ပြောပြမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီ software လေး၃ခုကလည်းတစ်ခုနဲ့တစ်ခုဆက်ဆက်နေတဲ့ software လေး၃ခုဖြစ်ပါတယ်ဘယ်လိုအသုံးပြုရလဲဘယ်လိုမျိုးသုံးရလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် Grab ဆိုတဲ့ software ကတော့တွားလို့လာဖို့လွယ်ကူအောင်အဆင်ပြေတဲ့အရာလေးပေါ့ကျွန်တော်တို့ဘယ်နာတော့ပဲဖြစ်ဖြစ်ချက်ချင်းငှားလို့ရတဲ့ Grab ပေါ့ဒါပေမဲ့ Grab ဆိုတာတော့ပုံမှန်ဈေးရှိတယ်ပုံမှန်ဈေးအတိုင်းပေးရတယ်တမင်းစားချိန်တို့အလုပ်ပြန်ချိန်တို့အလုပ်သွားချိန်တို့ဆိုရင်တော့ဈေးကနည်းနည်းကြီးတယ် Grab ဆိုတာတော့ Indrive ဆိုတာကတော့ Grab လိုမျိုးပဲသူကလည်းဒါပေမဲ့သူကကိုပေးနေတဲ့ဈေးကိုဈေးစစ်လို့ရတယ်10တန်းနေရာကို9ချက်ပေးလို့ရတယ်10ချက်ပေးလို့ရတယ်20တန်းနေရာကို15ချက်ပေးလို့ရတယ်16ချက်ပေးလို့ရတယ်18ချက်ပေးလို့ရတယ်သူတို့ကြာရင်လိုက်တယ် Grab ဆိုတာတော့ဈေးစစ်လို့မရဘူးသူပြောတဲ့ဈေးတိုင်းပေးရတယ် Indrive ဆိုတဲ့ software ကတော့ Grab လိုပဲသူလည်းသွားလို့လာလို့အဆင်ပြေတယ်သူကတော့အချိန်နဲ့ပေးရတယ် Indrive ကတော့ဈေးစစ်လို့ရတယ်20တန်းရင်18ချက်18ချက်16ချက်ပေးလို့ရတယ်အဲ့တော့ကျွန်တော်တို့ကဘာချက်ကိုခြွေထားတဲ့အတွက်ဒီ software လေးကအဆင်ပြေတယ်နောက်ပြီး Wait ဆိုတဲ့ software လေးကတော့နေချာနိုင်ငံမှာ overstay သမားတွေရှိတယ်တွားတဲ့အခါမှာ land block တွေကြည့်လို့ရတယ်ဘယ်နာမှာ block ရှိတယ်ဘယ်နာမှာ block မရှိဘူးကြည့်ပြီးလမ်းကြောင်းကိုကြည့်ပြီးတော့တွားလို့ရတယ်နောက်ပြီးကြရင်တော့ software တစ်ခုချင်းစီအသုံးပြုပုံလေးတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကအကျိုးရှိရဆိုရင်တော့ like and subscribe လေးလုပ်ပေးကြပါအောင်လို့ see you next video bye bye